ပြန်တောင်းတရဲ့ဘဝပါမေဘဝရဲ့မုန်တိုင်းတစ်ခုကိုကြော်ဖြဲရင်းနဲ့ကြိုးစားခဲ့သူသားရဲ့ဘဝပါမပြည့်စုံတဲ့လူလောကလည်းမှာပင်မတော့လေနာလိုမဖြစ်ဘူးသားတို့ဘဝတွေရင်မြေရှောင်းတိုင်းတစ်ဝဝေးမှလေးအမေကိုလွမ်းပြီးချစ်ကိုကြောလင်းသားတော်မနေအမေငိုမနဲ့ချစ်တဲ့မိမိရဲ့ဒီနေ့တော့ပြန်ခဲ့ပါမေဝီအမြင်နဲ့မိကလေးစီတောင်းလေးလွမ်းလောက်ပါပြီအမေရောက်ပြန်ခဲ့မေမြမပြည်ကြီးနဲ့အမေကိုကိုလွမ်း